ဒီ expo လေးငါသားပြင်ကြည့်နေရတယ်ဆရာလူကြီးမင်းနဲ့တွေ့ဆုံရတာတရားဟုတ်ပြည့်စုံဆရာပေါ်ရဲကျမအဲ့တော့အခုကမနေ့ဆောင်းရေးရှိတယ်ဆိုမနေ့စာကိုစားပြီးတယ်ဘုနောက်မှာဟိုသမင်းတဲ့တွေ့ရတော့စားကျွေးပါမယ်ကျွန်တော်တို့ပထမဆုံးနေနဲ့ငါရဲ့အချစ်ဆိုတဲ့ရှင်နေနဲ့ပြောလို့ရှင်လိုက်ဆိုပေးပါမရဘူးဟယ်လိုဒီငါရဲ့ချစ်ကကျွန်တော်ဖတ်တာတစ်နှစ်ပြည့်ရောမယ်နော်โอเคအဲ့ဆိုတော့ကျွန်တော်အဲ့ဒါတက်နေရဆိုတော့အဖက်လောက်ရည်တူဆိုရမလားကျွန်တော်လည်းဒီလိုဝမ်းဖြစ်တယ်နော်သူတို့ကအတန်ပွင့်နေပြီ